ဟုတ်ကဲ့ရောဒီကိုလေးမှာအကိုင်းလေးတွေထန့်နေတယ်ပြစရာရှိတော့အဲ့မှာအဲ့ဒီအောင်အကိုင်းဖြတ်လိုက်မဟုတ်ဒီဘက်အမှန်ပါလေကျွန်တော်ကလေဒီကိုင်းဖြတ်ချင်တာအာအဲ့ဒီပြတဲ့ကိုင်းဖြတ်ချင်တာဘာဖြစ်လဲဆိုတော့ဒီမှာကိုင်းနေမနေဘူးဒီအောက်ထပ်မှာပဲကိုင်းနေမနေဘူးဒီအောက်ထပ်မှာပဲကိုင်းနေမနေဘူးဒီမှာလေမကြည့်ပိတ်ဟိုဘက်နေမှာရောအဲ့တော့အပေါ်မှာလည်းတစ်ထပ်ရှိတယ်ဒီကောင်ကဒီကိုင်းကထိုးတက်သွားတယ်ပြီးတော့ဟိုမှာအပေါ်ကိုင်းတော့တွားပြီးတော့မှစုံတယ်အဲ့ဒါဒီဘက်မှာလည်းအကိုင်းရှိတယ်အကိုင်းเนี่ยမနေဘူးအဲ့တော့ဒီလိုမျိုးလောက်အဲ့ဒီကိုင်းဖြတ်ထုတ်ကျွန်တော်ညီကိုတွေကျွန်တော်ဖြတ်တယ်ဆိုတော့အကြောင်းရင်းကျွန်တော်မှအကြောင်းပြချက်ရှိတာဒီမှာလေဒီမှာကြည့်နည်းနည်းစင်းအောင်းနေစင်းဖြတ်လိုက်ရတယ်ခဏနည်းအဲ့ဒီကိုင်းဘာရောက်ဖြတ်လဲဆိုတော့တွားoverမှာသူများပြဿနာတော့ရှိရတယ်အပေါ်မှာနှစ်ကိုင်းတော့မှတွားပြီးတော့သူတထိုးတင်တယ်အဲ့မှာတစ်ချက်ပြီးလို့ရှိရင်တစ်ချက်ဖြတ်ရတဲ့အကြောင်းရင်းအကိုင်းတွေအများကြီးရှိတယ်ဟိုတစ်ကိုင်း3ကိုင်း4ကိုင်း5ကိုင်း6ကိုင်း9ကိုင်းအပေါ်မှာလည်းအများကြီးရှိတယ်အဲ့တော့ဒီထိုးတက်တဲ့အကိုင်းကိုကျွန်တော်တို့ကမယူတော့အဲ့တော့အဲ့ကိုင်းကိုကျွန်တော်ဖြတ်ထုတ်ဟုတ်ပြီလားဖြတ်နည်းနည်းကတ်တွင်ကွာသွားတယ်နည်းနည်းကတ်တွင်ဆွဲချလိုက်ဘာမျိုးဆွဲချလိုက်ရပြီကဲအဲ့ဆိုဒီမှာကြည့်အပေါ်မှာအကုန်လုံးလုတ်ကုန်ပြီတွေ့တယ်မလားကျွန်တော်ညီကိုလုတ်ကုန်ပြီဒီအောက်မှာလည်းတစ်ကိုင်းနှစ်ကိုင်းသုံးကိုင်းလေးကိုင်းငါးကိုင်း6ကိုင်း9ကိုင်းလောက်ရှိတယ်လေဟုတ်လားအမှန်တကယ်ဆိုလို့ရှိရင်သူကတပတ်ပင်ပတ်လက်တဆင်းဆိုလို့ရှိရင်အများဆုံး6ကိုင်းပေါ့9ကိုင်းလောက်ရှိတယ်ဖြတ်ထုတ်လို့ရတယ်ဟုတ်လားအဲ့ဒါလေးကိုကျွန်တော်ညီကိုလေးကိုပြဖြစ်ပါတယ်โอเค